ကဘာအသက်ကြီးဆုံးအပြာမင်းသားအခုမြင်နေရတဲ့ဒီလူကြီးကိုတနေ့ရက်မှာကောင်းကောင်းကြီးမြင်မှုတွေ့ဘူးမှာပါသူကတော့ဂျပန်နိုင်ငံမှာနာမည်ကြီးအပြာမင်းသားတယောက်ဖြစ်ပြီးတော့အသက်ကြီးဆုံးပွန်းရုပ်ရှင်မင်းသားလို့သတ်မှတ်တာခံထားရတဲ့သူပါတခါတလေမှလူတွေကအသက်ကြီးသွားပြီဆိုအောင်မြင်မှုနောက်ကျသွားပြီလို့ယူဆတတ်ပါတယ်ဒါပေမဲ့ဒီယူဆတွေကိုဒီလူကြီးကပြည့်သားချေဖြတ်ခဲ့ပါတယ်သူ့နာမည်ကိုတော့ရှဲကဲကိုတိုကူတာလို့ခေါ်ပြီးတော့1934ခုနှစ်မှာဂျပန်မှာမွေးပါတယ်သူရဲ့ဘဝအစပိုင်းကတော့ခီးသွွားကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တဲ့တာမန်လူတစ်ယောက်ပါပြီးတော့သူကမိသားစုနဲ့အတူရိုးရှင်းတဲ့ဘဝကိုဖျက်ဆီးနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်အသက်60လဲကျော်လာရောသူ့အလုပ်ကနေနားယူခဲ့ပြီးဘဝကိုအေးအေးဆေးဆေးနဲ့နေထိုင်ဖို့စဉ်းစားနေခဲ့ပါတယ်ဒါပေမဲ့သူ့အသက်80လောက်မှာမထိမှတ်ထားတဲ့ခွင့်လန်းတစ်ခုကပေါ်လာခဲ့ပါတယ်သူ့ကိုစပြီးလုပ်ပေးခဲ့တာကအသက်ကြီးသူတွေအတွက်ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကပါရှဲကဲကိုတိုကူတာကိုဂျပန်အပြာကားတွေမှာမင်းသားနေရာကနေပါဝင်သရုပ်ဆောင်မှုကန့်လိုက်ခံရတာပါဒါပေမဲ့ဒီရုပ်ကသူ့အတွက်အသက်လုံးဝဖြစ်ခဲ့ပြီမဲ့သူကတော့စမ်းပြီးလုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စာပိုင်းမှာတော့လူတွေကဒီလူကြီးအသက်ကြီးမှာဘာတွေထားလောက်တာလဲဆိုတဲ့ကြဲရတဲ့မိကုံးတွေထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့သူကတော့နောက်မဆုတ်ဘဲအလုပ်ကိုပဲတသက်မှထည့်လုပ်နေပါတယ်။ဒီလိုနဲ့သူပါဝင်တဲ့ပွန်းစကားတွေကလည်းတဖြည်းဖြည်းအောင်မြင်လာတယ်လို့ရှဲကဲကိုတိုကူတာဆိုတဲ့နာမည်နဲ့လည်းဂျပန်မှာနာမည်ကြီးခဲ့ပါတယ်။ဂျပန်ပွန်းစကားတွေကအသက်80ကျော်လူတွေပါဝင်သရုပ်ဆောင်တဲ့အချက်ကြောင့်ပဲမီဒီယာတွေကလည်းစိတ်ဝင်စားလာတယ်လို့လူတွေကလည်းတမှုထူးခြားတဲ့အမြင်ကြောင့်ကြည့်ကျင်လာခဲ့တာပါ။တိုကူတာရဲ့ဇာတ်ကားတွေက niche audience တွေကိုတိတိကျကျတားဂက်လုပ်ထားတာဖြစ်ပြီးဂျပန်ပွန်းမားကတ်ထဲမှာထိပ်တန်းဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ကို documentary အစီအစဉ်တွေမှာပါဖိတ်ခေါ်ပြီးမီဒီယာတွေကလည်းအသက်ကြီးမှာအောင်မြင်ခဲ့သူတူအဖြစ်ဖော်ပြခဲ့ပါတယ်။တကယ်တော့အပြာရုပ်ရှင်တွေကကြည့်ရှုရတာကောင်းသလားဖန်တီးမှုအပိုင်းမှာတော့ခက်ခဲတွေအများကြီးရှိနေတာပါ။ဒီလိုခက်ခဲတွေအများကြီးရှိနေတာတော့မှရှဲကဲကိုတိုကူတာဆိုတဲ့ဒီအသက်80ကျော်ဖိုးကြီးတယောက်ကအောင်မြင်အောင်ဇာတ်ကားတွေကိုရိုက်ကူးနိုင်ခဲ့တာတွေကတကယ့်ကိုချီးကျူးစရာပါ။